ညာတိုင်းကဒီမှာလာပြီးတော့တစ်ဖက်သေးပဲသွားတယ်အဲ့တော့ကျွန်တော်တို့ကဒီဘက်ကလေဝင်မယ်ဒီဘက်ကရေဝင်မယ်ဒီနေရာမှာတီမှာစုံမယ်အမြုံထွက်မယ်ဒါပဲဒီအပိုင်းပဲဆိုလိုနိုင်ကိုကျွန်တော်ရှင်းပြမယ်ဆိုလိုနိုင်မှာဒါဆိုလိုနိုင်ပဲဒီဆိုလိုနိုင်ကနည်းနည်းအမျိုးအစားကောင်းတာပေါ့နော်ဒီဆိုလိုနိုင်ကဒီကောင်ကဒီကောင်အိန္ဒိယဆိုလိုနိုင်ဒီကောင်ကဒီကောင်လည်းတရုတ်တော့တရုတ်ပဲဒီကောင်ဟိုပါပေါ့တရုတ်တော့မဟုတ်ဘူးနည်းနည်းမြင့်နေတာပေါ့ဒီအခုသုံးထားတာတော့တရုတ်ပဲတရုတ်ထဲမှာအမျိုးအစားကောင်းတဲ့ဟာပေါ့အဲ့တော့ဆိုလိုနိုင်ဒီမှာ3000တန်ဆိုပြီးတော့3သိန်းတန်လောက်တိရှိတယ်ကိုကြိုက်တာကိုထည့်လို့ရတယ်ကျွန်တော်ကတော့များသောအားဖြင့်တရုတ်ဆိုလို့ရှိရင် quality ကောင်းတာအကောင်ဆုံးဈေးကြီးရဲ့ဟာတွေကပို့ပြီးတော့ကြီးသားအရေးသွေးပို့ကောင်းတယ် coin အရေးသွေးပို့ကောင်းတယ်တချို့ဆိုလိုနိုင်တွေကတက်ချင်းမှာပဲပြတ်သွားတဲ့ဟာတွေလည်းရှိတယ်အဲ့တော့ကြောင့်ကျွန်တော်ကဒီတရုတ်အမျိုးအစားကိုသုံးမယ်ဆိုလို့ရှိရင်လည်းကျွန်တော်အရေးသွေးကောင်းတာလေးဈေးနည်းနည်းတန်ဟာလေးကိုပဲကျွန်တော်သုံးတယ်ဘာလို့ဆိုတော့ခဏမပြင်ရအောင်ကျွန်တော်သုံးတယ်အဲ့တော့ဆိုလိုနဲ့ coin ကလည်းဘာမှမခက်ဘူးဒီမှာကြည့်ဘာမှပဲဒီဟာတစားစီဖြုတ်ကြည့်လို့ရတယ်ဒီမှာကွိုင်းအဲ့တော့ဒီ rod တန်လေးရဲ့အထဲထဲမှာတန်ချောင်းလေးရှိတယ်အဲ့တော့ဒီတော့လျှက်စစ်ကိုဒီကွိုင်းကိုပေးလိုက်တဲ့ချိန်မှာအထဲထဲကတန်ချောင်းလေးက magnet စီးလေးစီးသွားပြီးတော့ bus ဆိုအပေါ်တက်ကတ်တယ်ဒီအပေါ်တက်ကတ်တယ်ဒီတော့ဒီလျှက်စစ်ကစွမ်းအားနဲ့ဒီတော့အထက်ကတန်ချောင်းလေးလျှက်စီးဝင်သွားပြီးတော့ဘတ်ဆိုအပေါ်ကိုတက်ကတ်တဲ့အချိန်မှာအောက်ကဘားလေးကပွင့်သွားတဲ့အချိန်မှာလေရသွားတယ်အဲ့တော့ဒါတွေကတော့လျှက်စစ်ရဲ့အခြေခံသဘောတရားတွေတော့ဒီလောက်တော့နားလည်ရမှာဟုတ်လားဆိုလိုက်ကွိုင်ဘာလို့အလုပ်လုပ်တယ်ဆိုတော့ဒါအကျမ်းမြင်ပြောပြတာဘူးတူတာရအောင်တော့ဘာမှမခက်ဘူးဒီမှာသူ့ဟာဟိုတစားစီဖြုတ်ပြီးလို့ရတယ်ချိုးရည်ဆိုရှိတယ်ဗျာလောင်သွားတယ်အတစ်ဝယ်လာတယ်ဒီဟာလေးပဲပြောင်းထည့်လိုက်လို့ရတယ်ဒီဟာလေးတစားစီဖြုတ်ချရမလို့ညာတော့အဖြစ်ဒီဟာလေးတွေလောင်တာများတယ်ဒါလောင်နေမလောင်နေဘူးလေစမ်းတက်လို့ရတယ်ဒီအတစ်ဝယ်လာပြီးရဲ့အချိန်မှာဒီဝါယာကျိုးနှစ်ကျိုးကိုပလက်ကိုထိုးလိုက်ဓာတ်လဲလိုက်မှာနော်တေချာလေးပလက်လေးကိုထိုးလိုက်ဒီလိုတစားကိုထိုးတာနောက်တစားကိုထိုးတယ်ထက်ဆိုဒီကအတန်လေးကြားမှာအဲ့ဒါဆိုရင်ဒါကောင်းတယ်အဲ့တော့ကင်တဲ့ချိန်ရမှာလေဒီဟာကြီးကိုသွားမကင်နဲ့ဒီဟာအသားလေးလွှတ်ထားပြီးတော့လက်စီးပါစီအသားလေးဘီးကိုလွတ်အောင်ထားပြီးတော့ပလက်ကလေးကို220ကိုထက်ဆိုလုံးကြည့်လိုက်ဒီမှာထက်ဆိုအတန်ကြားရင်ဒီဟာကောင်းတယ်ဒါအလွယ်ကူဆုံးစမ်းတက်တဲ့နီးဒါဘူးတူတာပြောပြတာချို့ကျွန်တော်တက်တဲ့ engineer တွေလည်းရှိပါတယ်စာတွေးဘောနော်အများကြီးတက်တဲ့ engineer တွေရှိတယ်ကျွန်တော်တကယ်ချင်းတယောက်ဆိုကျွန်တော်အများအားပြောတယ်အဲ့ဒီကောင်ငါတွေးกว่าတယ်ငါသူကိုယ်တိုင်လှုပ်ထားတဲ့ဟာတွေလည်းတွေ့ပြီးတော့ပြန်သင်နေတာတဲ့ငါတို့ကစာတွေးဟုတ်တယ်သူတို့ကစာတွေးသူတို့က engineer အကြောင်းပါဗျာ6နှစ်9နှစ်နိုင်ငံသားမှာ15နှစ်လောက်ဒီလိုနီးပညာတွေတင်ထားတာသူတို့တွေက robot တွေလုပ်တယ်တကယ်နိုင်ငံခြားနီးပညာတွေနဲ့နိုင်ငံခြားကဘာပတ်ပြီးတော့စက်တွေပြင်းလာတာသူတို့လောက်တော့ကျွန်တော်တို့ဘယ်တက်မလဲဗျာကျွန်တော်ကတော့ကျွန်တော်တက်တဲ့လောက်ဟာလေးနဲ့ကျွန်တော်ဒီဘက်ကျွန်တော်ဗမာပြည်မှာမထုံကားသေးတဲ့အရက်တွေမှာသုံးလို့ရအောင်ကျွန်တော်သင်ပေးနေတာကျွန်တော်တို့လောက်မတက်ဘူးဒါပေမဲ့ကျွန်တော်အကျိုးရှိအောင်တော့ကျွန်တော်လုပ်ပေးနေတာဒါလေးကဒါ magnet ကဒါ diagram ကလေးရဒီ diagram ကလေးကလည်းဘာမှမခက်ဘူးပထမဗီဒီယိုတွေမှာပါပြီးသားဘာမှမခက်ဘူးပထမဗီဒီယိုတွေမှာကျွန်တော်အကုန်တော်တော်များများပြောထားပြီးသားဒီလေဂိတ်ကလေးကမဆွဲထုတ်လိုက်လို့ရဘတ်ဆိုအောက်ကိုဆွဲထုတ်ပြီးဒီဟာလေးကိုဒီမှာအပေါင်းနှုတ်ရှိတယ်နှုတ်တဲ့ဘက်ကိုနှိမ့်လို့ရှိရင်ဒိုင်ခွက်ကလေးမှာဒီမှာကျသွားတယ်အပေါင်းဘက်ကိုနှိမ့်ရင်ဒိုင်ခွက်ကလေးကမှတက်လာအဲ့တော့လေဒီရပြီးတော့ compressor ပိုက်ကနေပြီးတော့လေလာမယ် compressor နဲ့ join မှာကျွန်တော်စက်တီမှာတော့ကျွန်တော်ဒီ pipe လေးကိုထည့်ပေးလိုက်တယ် compressor ကလာတဲ့ pipe နဲ့ဒီလေကောင်းတွေကို join ရမယ်ဒီမှာ join ဖို့အတွက်ကို pipe တစ် pipe ဝယ်ရမယ်ဟိုမျက်စိနဲ့မြင်အောင်ပြောရရင်လိန်မော်ရောင်ပေါ့နော်တော့လိန်ထားတဲ့ pipe ရှိတယ်1000ကျော်2000လောက်တော့ပေးရမှာပေါ့သူအမျိုးအစားกว่าတာပေါ့နော်အဲ့လိန်ထားတဲ့ pipe ကဆိုရင်10မီတာရှိတယ်မီတာ10မီတာဆိုပေ30ပေါ့ပေ30ဆွဲဆန့်လို့ရတယ်
လီမုဆက်မှာအဲ့ဒီကအဖိုမှပါတယ်အဖိုတက်လိုက်အမကောင်းလာတယ်အဲ့ဒီအမကောင်းကိုဒီမှာလာဆွတ်လိုက်ကျွန်တော်အမြုပ်ဆက်ရောင်းတဲ့အမြုပ်ဆက်မှာဒီဟာလေးကိုထည့်ပြီးလိုက်တယ်ဘာဖြစ်လို့တူတူထည့်ပြီးလာလဲဆိုတော့တက်ကိုတူထားတာအရှိဆိုရင်ကျွန်တော်တဲရတာခက်တယ်ထိမ့်သိမ့်ရတာခက်တယ်နောက်ပြီးတော့ပျောက်သွားတတ်တယ်ဒီပိုက်တွေကလည်းလိမ်မာပြုတ်ပါများရင်ကျူးတတ်တော့ကျွန်တော်ကဒါလေးကိုတစ်ထွာလောက်ပဲထည့်ပေးတတ်တယ်ဒီနေရာမှာလာပြီးတော့ဆက်မယ်အဲ့တော့တချို့လုပ်ငန်းတွေကမိုဘိုင်းပေါ့နော်တည်သွားတယ်ပြုတ်သွားတယ်ဆိုလို့ရှိရင်ဘာမှခက်ဘူးကျွန်တော် extension လာတဲ့လေပိုက်ကိုကွတ်ဆိုကောက်ဆွတ်လိုက်ရုံပဲဒီဟာလေးရဲ့ဆက်မှာတွဲထားရအောင်မပြောက်ဘူးဒါလေးရှိပါတယ်ကျွန်တော်တို့လုပ်ငန်းတွေလုပ်တဲ့အချိန်မှာတကယ်လုပ်မယ်လဲဆိုတော့လေပိုက်ပြောက်နေတာလို့ခေါင်းပြောက်နေတာလို့ဖြစ်တတ်တယ်အဲ့တော့ကျွန်တော်ကပျောက်မှာဆိုလို့ဒီမှာနီးနီးနားနားမှာတခါတည်းတက်ပေးထားတယ်ဒီဟာလေးရတယ်ဒီမှာဖြုတ်လို့ရတယ်ဒါ